ခိုးပြောတယ်တင်ချာဆိုတော့ဒီမှာဆီယာမရဲ့တစ်ချက်ပြောင်းနေလို့ရှာပေးပါအောင်ဆိုတော့ကျွန်မတိတ်ချာဖတ်ကြည့်တဲ့အချိန်မှာဇက်ကောင်3ယောက်ရှိတယ်ပထမလေသမားဒုတိယလေသမားအဓိကဆက်ဆောင်ကပွဲစားက तू ကတင်ချာကိုအရန်ကျွမ်းသွားလို့ဒီနည်းကိုသုံးပြီးတော့ तू နော်သူ့ရဲ့ကုန်ကြစိတ်ကိုဖြည့်ရှင်းပါလားဒါမှမဟုတ် तू ကတင်ချာကိုတကယ်မသိပဲနဲ့နော်အယိုးကန်လေးနဲ့မှားသွားတာလားဆိုတာကိုဒီတွက်တဲ့ပုံစံကိုလိုက်ကြည့်ပြီးတော့နော်ကျွန်မတစ်ချက်တော့ပြောပြပေးတော့ကျွန်မကလည်းကျွန်မရဲ့နော်သိမှုနယ်ပယ်ကနေပြီးတော့မှနော်ဒါလေးကိုဖြည့်ရှင်းပြပေးထားပါတယ်ရှင်ဆိုတော့ဒီ comment ပိုင်ရှင်လေးနော်ကျွန်မတက်သိတလောက်နဲ့ဖြည့်ရှင်းထားပါတယ်ရှင်ဆိုတော့ဒီမိကုန်းလေးကိုပြောပြရတဲ့အတွက်လည်းကျွန်မကအရန်ကျေးဇူးတင်ပါတယ်ရှင်အဖိုးပြောတဲ့ပုံပြင်လေးကနေဘယ်လိုမျိုးလေးတွေသင်ခန်းစာရမလဲဆိုတာကိုကျွန်မနဲ့တူလိုက်ပြီးတော့လေ့လာကြည့်အောင်နော်ဒီမိကုန်းမှာဆိုလို့ရှိရင်နော် character ပေါ့ဇက်ကောင်က3ယောက်ရှိရပထမလေသမားဒုတိယလေသမားပွဲစားကနေပထမလေသမားစီမှာစုံစမ်းတယ်နော်သူကစပါး2တင်းကိုတစ်ချက်ဒါကျမတို့ဒီအရင်ခက်ကမေကွန်ဖြစ်လိမ့်မယ်နော်တစ်ချက်တွေပိုင်းလာဆိုတော့နော်2တင်းကိုတစ်ချက်ပေါ့ဆိုတော့သူကโอเคတဲ့တင်း30ဝယ်လိုက်မယ်နော်30ဝယ်လိုက်တဲ့ချိန်မှာသူက30ထဲမှာဆိုနှစ်ဘယ်နှခါပါလဲဆိုတော့15ခါပါတဲ့အတွက်15ချက်နော်ဆိုတော့ဒုတိယလေသမားစီသွားမိတယ်ဒုတိယလေသမားက3တင်းကိုသူကတစ်ချက်ကြာတယ်ဆိုတော့သူကတင်း30ဝယ်တယ်ဆိုတော့3တင်း30မှာဆိုရင်10ကပါတဲ့အတွက်သူက10ချက်ပေါ့အဲ့ဒီရှင်းတယ်ဆိုတော့ပွဲစားကဟုတ်ပြီသူကဒါဆိုလို့ရှိရင်เนาะပထမလူစီကနေပြီးတော့သူကတင်း30ယူတယ်ဒုတိယလူစီကနေလည်းသူကတင်း30ယူတယ်ဆိုတော့เนาะသူဒီတင်း30စာကျတော့သူက15ချက်ပေးရမှာဒီကတင်း30စာကျသူက10ချက်ပေးရမှာဆိုလို့ရှိရင်သူကဒီတင်း60ပေါ့နော်60တင်းကိုဆိုလို့ရှိရင်သူ25ချက်ကြာအဲ့ဒီမှာပွဲစားကဘာဖြစ်သွားလဲဆိုတော့သူကဒီလိုတွေးတယ်တဲ့နော်သူတို့နှစ်ယောက်ပေါင်းကိုရှင်းလိုက်မယ်တဲ့သူတို့နှစ်ယောက်ပေါင်းခေါ်လိုက်တယ်နှစ်ယောက်ကိုခေါ်လိုက်တယ်ပထမလူလည်းပြောတယ်နော်ပထမလူကတဲ့2တင်းကိုနော်2တင်းကိုသူကလောက်လဲဆိုတော့တစ်ချက်တဲ့ဒုတိယလူကတဲ့3တင်းကိုနော်လောက်လဲတစ်ချက်တဲ့ဒါဆိုရင်တဲ့သူကတဲ့နော်5တင်းကိုတဲ့5တင်းကိုသူကဘယ်လောက်လဲဆိုတော့2ချက်တဲ့5တင်းအောင်2ချက်ဆိုလို့ရှိရင်နဲ့10တင်းဆိုလို့ရှိရင်သူက4ချက်ဖြစ်မယ်သူဝယ်တာတင်း60ဦးเนาะဆိုတော့60တင်းဆိုလို့ရှိရင်နဲ့ဘယ်လောက်ဖြစ်သွားမလဲဆိုတော့6လေးလီเนาะ16ခါပါတာဟို6လေးလီ24ချက်သူပေးရမယ်တဲ့အဲ့လိုတွက်ပလိုက်ရောတွက်ပလိုက်တော့တကယ်တယောက်ချင်းစီပေးမယ်ဆိုရင်သူက25ချက်ပေးရမှာဒီမှာကျတော့24ချက်အဲ့တစ်ချက်ကဘယ်ရောက်သွားတာလဲပေါ့ဆိုတော့တစ်ချက်ကဘယ်ရောက်သွားတာလဲဆိုတော့ကျွန်မဒီမှာတခုပြောပါမယ်ရှင်အရေးကြီးပါတယ်ရှင်တေချာလေးကြည့်ပါဆိုတော့ဒီမှာသူက2တင်းစာကတစ်ချက်လို့ပြောတာကျွန်မတို့အမြဲတမ်းတစ်ခုစာကိုเนาะဒီအရောင်မှိန်နေလို့တစ်ခုစာကိုကျွန်မတို့เนาะတင်းစာပေါ့ဒီမှာကျတော့เนาะတစ်ခုစာအမြဲတမ်းရှာတာဆိုတော့เนาะ2တင်းကိုတစ်ချက်ဆိုတော့တင်းဆိုလို့ရှိရင်သူက2ပိုင်းတစ်ပိုင်းချက်ဖြစ်မယ်ဒီမှာဆိုလို့ရှိရင်သူကတင်းကို3တင်းကိုတစ်ချက်ဆိုတော့တင်းဆိုလို့ရှိရင်သူကနော်3ပိုင်းတစ်ပိုင်းချက်ဖြစ်မယ်ဟုတ်တယ်နော်3ပိုင်းတစ်ပိုင်းချက်ဖြစ်မယ်အဲ့ဒီမှာကြည့်လိုက် तू ကတင်းရဲ့တန်ဖိုးကပမာဏကကွာနေပြီနော်တင်းပမာဏတန်ဖိုးကကွာနေပြီဆိုတော့ဒီမှာကြည့်ကျွန်တော်ဒီမှာပြမယ်နော်ပထမလူရဲ့နော်စဘာကဒုတိယလူရဲ့စဘာထက်ဈေးကြီးနေတယ်နော်ဆိုတော့ကျွန်တော်တို့နှုတ်ကြည့်မယ်ဆိုရင်ပိုင်းချိန်ကြီးတော့6ပေါ့ဆိုတော့3တက်လီက3နော်2တက်လီက2ဆိုတော့6ပိုင်းတစ်ပိုင်းတွေ့လားသူတို့ရဲ့ different တွေ့လားဒီနှစ်ခုရဲ့ different ဒီနှစ်ခုရဲ့ခြားနာချက်ကနော်6ပိုင်းတစ်ပိုင်းရှိနေတွေ့လား6ပိုင်းတစ်ပိုင်းချက်နော်သူခြားနာနေတာသူ့ရဲ့ခြားနာနေတာ6ပိုင်းတစ်ပိုင်းချက်ဆိုတော့အဲ့ဒါကိုပွဲစားကဒီလိုကြီးသွားတွက်တယ်ဒီလိုသွားတွက်ခြင်းအဖြစ်သူကဘာဖြစ်သွားတာလဲဆိုတော့ပွဲစားကအယူဆမှားတာဟာနော်ဆိုတော့ तू ကဘာဖြစ်သွားလဲဆိုပြောပြမယ်3တင်းနော်ဒီမှာ5တင်းကိုတဲ့2ချက်နဲ့ तू ကသွားတွက်လိုက်တော့ဒါပြန်မြသွားယူလိုက်တာနဲ့တူပါတယ်ရှင်နော်သူက5တင်းကိုတဲ့နော်5တင်းကိုတဲ့2ချက်တဲ့ဆိုတော့ပြန်မြသွားယူသလိုဖြစ်တဲ့အခါကျတော့ဒီကတင်းစာကိုတွက်ကြည့်လိုက်နော်5ပိုင်း2ပိုင်းချက်ဖြစ်နေတွေ့လားတင်းစာစီရဲ့နော်ဒီနော်စဘာတင်းစီရဲ့တန်ဖိုးက5ပိုင်း2ပိုင်းဆိုတော့5ပိုင်း2ပိုင်းချက်တွေ့လားတင်းကို5ပိုင်း2ပိုင်းချက်ဖြစ်နေဒါဆိုရင်ကျွန်မကဒီမှာနော်ပထမလူရဲ့တင်းနဲ့ဒုတိယလူရဲ့တင်းနဲ့ကိုကျွန်မပေါင်းပြမယ်နော်ပထမလူရဲ့နော်တင်းနဲ့ဒုတိယလူရဲ့တင်းကိုကျွန်မပေါင်းပြမယ်နော်ဆိုတော့ပထမလူကလည်း5ပိုင်း2ပိုင်းပဲသူယူဆလိုက်တာ
ဒုတိယလူကလည်း9ပိုင်း2ပိုင်းပဲအဲ့တော့ကျမတို့ပေါင်းလိုက်လို့ရှိရင်9ပိုင်း4ပိုင်းရပါတယ်เนาะဒါတစ်ချက်ဆိုရင်ကျမတို့ဒီမှာပြန်များအတွက်เนาะဒီပထမလူရဲ့တည်နဲ့ဒုတိယလူတည်ပိုင်းဒါ9ပိုင်း4ပိုင်းရပါတယ်ဆိုတော့မူရင်းเนาะသူတို့ရဲ့မူရင်းဈေးပေါ့ဒီလူကြီးယူစားလိုက်တာမဟုတ်သေးတယ်เนาะပွဲစားယူစားလိုက်တာမဟုတ်သေးတဲ့မူရင်းဈေးကိုတွက်မယ်ဆိုလို့ရှိရင်ပထမလူက2ပိုင်း1ပိုင်းဒုတိယလူက3ပိုင်း1ပိုင်းပေါင်းလိုက်လို့ရှိရင်ကျမတို့ဒီမှာပိုင်းချီညှိပေါင်းလိုက်မယ်ဆိုရင်အားလုံးသိပြီးသားเนาะ6ပိုင်း5ပိုင်းရပါတယ်ဆိုတော့ဒီမှာကျမတို့ဆက်ပြီးတော့ကြည့်ကြည့်တဲ့အခါမှာဒါလည်းစံเนาะဒါပထမလူရဲ့တည်င်းစာဒါဒုတိယလူရဲ့တည်င်းစာဒါလည်းပထမလူရဲ့တည်င်းဒုတိယလူရဲ့တည်င်းဒါကကျတော့ပွဲစားယူစားလိုက်တဲ့ဟာဒါကသူ့ရဲ့တကယ်နဲ့เนาะမူရင်းဖြစ်ရမယ်ဟာဆိုတော့ဘာကွာသွားလဲကြည့်အောင်ဆိုတော့တင်း60မှာဆိုရှင် तू ကအချိန်ဒီ2တင်း2တင်းစီဆိုတော့ဘယ်နှချိန်ပါမှာအချိန်30ပါနေမှာဆိုတော့9ပိုင်း4ပိုင်းကအချိန်30ဆိုလို့ရှိရင် तू ပတ်စံဘယ်လောက်ဖြတ်သွားမှာလဲเนาะဆိုတော့တွက်ကြည့်လိုက်တဲ့အခါမှာ9 6 4 30 6 4 4က24ဖြစ်သွားပြီးတော့ဒီဘက်မှာဆိုလို့ရှိရင်เนาะ6ပိုင်း9ပိုင်းကနော်အကျိန်30ဆိုလို့ရှိရင်နော်6 5လေးက30 5 5လေး25ဖြစ်နေမယ်ဆိုတော့ဒီမှာအဖြေကပေါ်သွားပြီသူကပြန်မြယူစားလိုက်တဲ့အတွက်နော်သူ24ကျက်ပေးကြတယ်ပေါ့နော်ဒီမှာ25ကျက်အဲ့တော့သူ့ရဲ့အယူအဆလွဲမှားမှုပါသူ့ယူအဆလွဲမှားမှုကသူ့အတွက်တော့ကောင်းပေမဲ့တစ်ဖက်အတွက်တော့မကောင်းပါဘူးဆိုတော့ဒါတစ်ဖက်လူတွေကလည်းတင်ချာကိုနော်တင်ချာရဲ့သဘောတရားအခြေခံကိုသိထားမယ်ဆိုလို့ရှိရင်နော်ဒီလိုမျိုးအမှားရင်းလေးရှောင်နိုင်မှာဖြစ်ပါတယ်ရှင်ဆိုတော့ဒီမှာပြန်မြောက်ကိုမယူဆတင်ပဲယူဆသွားတဲ့အတွက်တစ်ချက်ပြောင်းနေခြင်းဖြစ်ပါတယ်ရှင်အဲ့တစ်ချက်ကတော့ပွဲစားကြီးကမပေးဘူးဆိုရင်တော့ပွဲစားကြီးစီမှာအဲ့တစ်ချက်ရှိနေမှာပေါ့ရှင်